ငါးကဆက်ပြစ်သီးပါဓတိုးဆန့်ကျင်ပစ္စည်းကျွဲဝါတာကြောင့်ကင်ဆာရောဂါအချို့ကိုကာကွယ်ပေးပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ငါ့ကိုစားပါ။ပိုတက်ဆီယမ်ကျွဲဝါတာကြောင့်သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီးကြွက်သားတွေကိုတန်မာစေပါတယ်။ငါးကနာနဲ့သီးပါရောင်ရမ်းမှုတွေကိုလျော့ကျစေတဲ့အပြင်အစာကျေညက်မှုကိုကူညီပေးပြီးအယိုးအဆစ်တွေကိုတန်မာစေပါတယ်။ငါ့ကိုစားခြင်းဖြင့်ဗီတာမင်စီအများဆုံးပါဝင်လို့အေးမိနှားစေးခြင်းကိုကာကွယ်ပေးပြီးအသားတွေကိုကြည်လင်တောက်ပစေပါတယ်။ငါ့ကိုစားရုံနဲ့ရေဓာတ်30%ကျော်ပါဝင်လို့ခန္ဓာကိုယ်ကိုအေးမြစေပြီးအပူဒဏ်ကြောင့်ရေဓာတ်ခန်းချောက်ခြင်းကိုကာကွယ်ပေးပါတယ်။ငါ့ကိုစားပါအင်ဇိုင်းဓာတ်ကျွဲဝါတာကြောင့်ဝမ်းကျုပ်ခြင်းကိုပျောက်ကင်းစေပြီးအစာချေစနစ်အတွက်အထူးကောင်းမွန်ပါတယ်။ငါ့ကိုစားပါခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့အဆီဓာတ်တွေပါဝင်လို့ဥနောက်စွမ်းဆောင်ရည်ကိုမြင့်တင်ပေးပြီးအသားရည်စိုပြေဝင်းပါစေပါတယ်။ငါ့ကိုစားပါခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့အဆီဓာတ်တွေပါဝင်လို့ဥနောက်စွမ်းဆောင်ရည်ကိုမြင့်တင်ပေးပြီးအသားရည်စိုပြေဝင်းပါစေပါတယ်